အားလုံးပဲမင်္ဂလာပါယနေ့ဗီဇာ support channel အတွက်ရွေးချယ်ထားတဲ့ပွဲလေးကတော့ Arsenal Palace Arsenal အသင်းကလက်ရှိ66မှတ်နဲ့အဆင့်1မှာရပ်တည်နေပြီး Palace ကတော့44မှတ်နဲ့အဆင့်2မှာရှိနေပါတယ်။ Arsenal အသင်းဟာအိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပါတယ်။16ပွဲကစားထားရမှာ10ပွဲနိုင်5ပွဲတည်နဲ့တပွဲပဲရှုံးထားပါတယ်။ Palace အဝေးကွင်းကစားပုံကတော့တာမန်ပါပဲ။ဒါပေမဲ့အဝေးကွင်းသွင်းဂိုးကတော့ရတဲ့အသင်းဖြစ်ပါတယ်။ Arsenal ကတလုံး90ရှုံး3လုံး90စားကြေးဖွင့်လှစ်ထားပါတယ်။ Arsenal ကလာမယ့်ပတ်မှာ PSG နဲ့ Champions League ပွဲရှိပါတယ်။ဒါကြောင့်ဒီပွဲမှာအားချွေတာပြီးကစားမှာပါ။အနိုင်3မှတ်ကလည်းသူ့အတွက်လိုပြန်သေးတယ်ဆိုတော့ဂိုးမပေးရဖို့ဦးစားပေးကစားလိမ့်မယ်။အိမ်ကွင်းကောင်းတဲ့ Arsenal နဲ့အဝေးကွင်းဂိုးသွင်းခြေရှိတဲ့ Palace လိုပွဲကို3ဂိုးသွင်းရင်အပြည်နီးပါးရပြီဆိုတာမဖြစ်သင့်ဘူး။အမှန်ဆိုဂိုးပေါင်းကြေးက3လုံး40စား50စားလောက်ဖြစ်တင်တာ။အဲ့ဒီတော့ကြေးနေထားအရာရောArsenal အသင်းရဲ့အခြေအနေရတော့ဂိုးအောက်ကိုပိုကြိုက်တွေ့မိပါတယ်